ဖုံဖုံဖျားဆိုဆုံးမှခက်ခဲသောလူ16မျိုးရှိတယ်ဆိုတာကြားဘူးပါတယ်အသေးစိတ်သိကျင်ပါတယ်ဖျားတဲ့ကောင်းပါပြီဦးစင်းဖတ်ပြပါမယ်နော်ဆိုဆုံးမှခက်ခဲသောလူ16မျိုးက1ရုပ်မာသောအလိုဆိုးရှိ၍ထိုအလိုဆိုးနောက်သို့လိုက်တော်သူ2မိမိကိုယ်ကိုချီးကျူးမြင့်တင်လျက်သူတစ်ပါးတို့အားကဲ့ရဲ့ရှုံချတတ်တော်သူ3အမျက်ဒေါသထွက်တတ်၍အမျက်ဒေါသ၏လွှမ်းမိုးမှုခံရသူ4အမျက်ဒေါသထွက်လိရှိပြီးအမျက်ဒေါသကြောင့်ရန်ညှိုးဖွဲ့လိရှိတော်သူ5အမျက်ဒေါသထွက်လိရှိပြီးအမျက်ဒေါသကြောင့်အစွဲလန်းကြီးတော်သူ6ဒေါသထွက်လိရှိပြီးဒေါသနှင့်နီးစပ်သောစကားကိုပြောဆိုတတ်တော်သူ9အပြစ်တင်ခံရလျင်အပြစ်တင်သူအားစန့်ကျင်ဘက်ပြုတတ်တော်သူ10အပြစ်တင်ခံရလျင်ထိုအပြစ်တင်သူအားကြိမ်းမောင်းတတ်တော်သူ9အပြစ်တင်ခံရလျင်ထိုအပြစ်တင်သူအားပြန်၍အပြစ်တင်တတ်တော်သူ10အပြစ်တင်ခံရလျင်အကြောင်းအမျိုးမျိုးဖြင့်ဖုံးလွှမ်းလျက်စကားကိုပြင်ပသို့လွှဲပြောင်းပြီးစိတ်ဆိုးအမျက်ထွက်ကာပြင်မာတတ်တော်သူ17အပြစ်တင်ခံရလျင်မိမိ၏ဖြစ်စဉ်အကြောင်းအထုပ်ပတ္တိကိုရှင်းမပြနိုင်တော်သူ12ကျေးဇူးကမ်းလျက်ဂုဏ်တုဂုဏ်ပြိုင်ပြုတတ်တော်သူ13မနာလိုစိတ်ရှိပြီးနှမျောဝန်တိုတတ်တော်သူ14ကောက်ကျစ်စင်လဲပြီးလှက်ပတ်တတ်တော်သူ15မောက်မာခတ်ထန်လျက်မာနကြီးတော်သူ16မိမိအယူကိုဆွဲလန်းလျက်မြဲမြံစွာယူတတ်ပြီးစွန့်နိုင်ခဲ့သောသူတို့ဖြစ်ပါတယ်ဒါဟာဆိုဆုံးမရန်ခက်ခဲသောလူ16မျိုးပဲဖြစ်ပါတယ်အရှင်ဖျားသာသနာစောင့်နှံ့ဆိုတာဘယ်လိုမျိုးလဲဖျားသာသနာကိုဘယ်လိုစောင့်ရှောက်ကြတာလဲဖျားသာသနာကွယ်ပြောက်သွားရင်ကောအဲ့ဒီနတ်တွေပါပျောက်ကွယ်သွားမှာလားဖျားတဲ့သာသနာစောင့်နှံ့ဆိုတာဂျူဒီချထားလို့စောင့်နေတဲ့နတ်မဟုတ်ပါဘူးနော်သာသနာစောင့်နှံ့ဆိုတာဓတ္တရထဝိရုလကဝိရူပက္ခကုဝေရဆိုတဲ့နမင်းကြီး၄ပါးကိုပြောနေကြတာဖြစ်ပါတယ်။ဘာကြောင့်နမင်းကြီး၄ပါးကိုသာသနာဆောင်နှက်လို့ပြောနေကြတာလဲဆိုရင်သုပ္ပါထိကအာတာနာတိယသုတ်မှာမြတ်စွာဘုရားရာဇဂိုမြို့ဘိဇကုတ်တောင်မှာသတင်းသုံးတော်မူနေစဉ်အဆိုပါနမင်းကြီး၄ပါးရောက်ရှိလာပြီးမြတ်စွာဘုရားလောကမှာယရဏ၃ပါးကိုကြည်ညိုကြတဲ့နတ်တွေဘလူးတွေလည်းရှိသလိုယရဏ၃ပါးကိုမကြည်ညိုကြတဲ့နတ်တွေဘလူးတွေလည်းရှိကြပါတယ်ဖျားအဆိုပါယရဏ၃ပါးကိုမကြည်ညိုကြတဲ့နတ်တွေဘလူးတွေဟာယရဏ၃ပါးကိုကြည်ညိုကြတဲ့ပုဂ္ဂိုလ်တွေကိုနှောက်ယှက်တတ်ကြပါတယ်ဖျားဒါကြောင့်သူတို့မနှောက်ယှက်နိုင်အောင်အဆောင်အလျှောက်ဖြစ်တဲ့အာတာနာတိယသုတ်ကိုလျှောက်ထားပါရစေဆိုပြီးမြတ်စွာဘုရားရဲ့ထံမှာအဆောင်အလျှောက်ဖြစ်တဲ့အာတာနာတိယသုတ်ကိုလျှောက်ထားခဲ့ပါတယ်ဗုဒ္ဓဘာသာဝင်များအဆိုပါအာတာနာတိယသုတ်ကိုနေ့စဉ်ရွတ်ဖတ်မယ်ဆိုရင်ယရဏ၃ပါးကိုမကြည်ညိုကြတဲ့နတ်တွေဘလူးတွေမနှောက်ယှက်နိုင်အောင်နမင်းကြီး၄ပါးကကာကွယ်စောင့်ရှောက်ပေးပါတယ်အဲ့ဒါကြောင့်နမင်းကြီး၄ပါးကိုသာသနာဆောင်နှက်လို့ပြောဆိုနေကြခြင်းဖြစ်ပါတယ်ဒါကြောင့်သာသနာဆောင်နှက်ဆိုတာဟာနမင်းကြီး၄ပါးကိုပြောတာဖြစ်တဲ့အတွက်သာသနာကွယ်ပြောက်သွားပြီဆိုရင်နမင်းကြီး၄ပါးလည်းကွယ်ပြောက်မှာမဟုတ်ပါဘူးသူတို့တတန်းမကုံမချင်းသူတို့နေတဲ့ဘုံမှာပဲရှိနေမှာဖြစ်ပါတယ်နောင်ဘဝမှာချော်မောလှပအောင်ဘယ်လိုကုသိုလ်မျိုးလုပ်ပေးရတာလဲဖျားတဲ့နောင်ဘဝမှာရုပ်ရည်ချော်မောလှပခြင်းတယ်ဆိုရင်ဖျားကိုပန်းလှူပါနော်ဖျားကိုပန်းလှူတဲ့သူတွေဟာကောင်းကျိုး၅မျိုးရရှိစေပါတယ်ကောင်းကျိုး၅မျိုးကဘာတွေလဲဆိုရင်၁လှပတန်ရှင်းသောရုပ်အစင်းအင်္ဂါရှိခြင်း2သင်းပြန့်မွှေးကြိုင်သောကိုယ်ရဏရှိခြင်း
3. နတ်လူတို့ချစ်ခင်ခြင်း 4. ဂုံတရင်ကြော်စောခြင်း 5. ကိုယ်စိတ်နှစ်ပါးရှင်လန်းချမ်းမြေ့ခြင်းတို့ဖြစ်ပါတယ်ဒါဟာဖျားကိုပန်းလှူခြင်းကြောင့်ရရှိလာမည့်ကောင်းကျိုး၅မျိုးပဲဖြစ်ပါတယ်ဖော်ပြပါကောင်းကျိုး၅မျိုးထဲမှာလှပတန်ရှင်းသောရုပ်အစင်းအင်္ဂါရှိခြင်းဆိုတဲ့အချက်ပါတာကြောင့်နောင်ဘဝမှာရုပ်ရည်ချောမောလှပခြင်းတဲ့ဆိုရင်ဒီဘဝမှာပန်းလှူပါလို့ပြောခြင်းပါတယ်မိဘလူကျွေးသူနဲ့ဝိပဿနာတရားအားထုတ်သူဘယ်သူကပုံမြင့်မြတ်ပါလဲဥစဉ်တဲ့ဝိပဿနာအလုပ်ဆိုတာကနိဗ္ဗာန်ရောက်ကြောင်းအလုပ်ဖြစ်တဲ့အတွက်ဝိပဿနာအလုပ်ကပိုပြီးမြင့်မြတ်ပါတယ်နော်သို့တော်လည်းပဲသုဒ္ဓနိဗ္ဗာန်ပါဠိတော်ဝတ္တလသုတ်မှာမြတ်စွာဘုရားကယောမာတရံပိတရံဝါဇိနကံကတယောဘနံပဟုတံတော်နပရတိတန်စင်ညာဝတ္တလောဣတိလို့ဟောထားပါတယ်အဓိပ္ပာယ်ကပုံမင်းရင့်ရော်နေတဲ့မိဘနှစ်ပါးကိုပြုစုလုပ်ကျွေးနိုင်တဲ့သူဖြစ်ပါလျက်မပြုစုမလုပ်ကျွေးပဲပြစ်ထားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသူယုတ်မှာပဲဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်တယ်နော်ဒါကြောင့်မိဘနှစ်ပါးရှိနေပြီဆိုရင်လုပ်ကျွေးရမှာဖြစ်ပါတယ်ဝိပဿနာတရားအားထုတ်ပြီးမိဘနှစ်ပါးကိုမလုပ်ကျွေးမပြုစုပဲပြစ်ထားမယ်ဆိုရင်သူယုတ်မှာဖြစ်တာပါပဲနော်ဒါကြောင့်ဝိပဿနာတရားလဲအားထုတ်ပါမိဘနှစ်ပါးကိုလည်းပြုစုလုပ်ကျွေးပါလို့ပြောခြင်းပါတယ်အရှင်ဖေယတပည့်တော်ဒုံလဘဝိခဲ့ပေမဲ့ဒုံလဘရဲ့အနက်အတိတ်ပဲကိုမသိခဲ့ပါဖေယထိုအတိတ်ပဲကိုသိခွင့်ပေးလိုပါ၏အရှင်ဖေယတဲ့ဒုံလဘဆိုတာကဒုလဘဆိုတဲ့ပုဂ္ဂလာတာပါဒုခဲခဲရင်ရင်လဘရအပ်တဲ့အရာလို့အတိတ်ပဲရပါတယ်ခဲရင်စွာရအပ်တဲ့တရားကိုပဲဒုံလဘလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်ခဲရင်စွာရအပ်တဲ့တရားက၅ပါးရှိပါတယ်အဲ့ဒီတရား၅ပါးကဘာတွေလဲဆိုရင်၁ဖရာအဖြစ်ကိုရခဲ့ခြင်း၂လူဘဝကိုရခဲ့ခြင်း၃ယရဏ၃ပါးနဲ့ကံကံ၏အကျိုးကိုယုံကြည်သောစိတ်ဓာတ်ကိုရခဲ့ခြင်း၄ဖရာရှင်၏သာသနာ၌ယဟန်ဘဝကိုရခဲ့ခြင်း၅စစ်မှန်သောသူတော်ကောင်းတရားကိုအလွန်တရာကြားနာခဲ့ရခြင်းတို့ဖြစ်ပါတယ်ဒါဟာရခဲ့လာတဲ့တရား၅ပါးပဲဖြစ်ပါတယ်အဲ့ဒီတရား၅ပါးကိုပဲဒုံလဘလို့ခေါ်ဆိုနေခြင်းဖြစ်ပါတယ်နော်